အားလုံးမင်္ဂလာပါဒီဆက်ကလေးက120လီတာစားကန်ရေခဲဆက်ကလေးပါဒီဆက်ကလေးကကျွန်တော်မြင်းကောင်းရေအား2ကောင်နဲ့ဆင်ပေးထားပါတယ်120လီတာစားကန်ရေခဲဆက်ကလေးကဒီဆက်ကလေးကရေခဲချောင်းရေခဲထုတ်နိုင်ဝက်ကိုအချောင်း80ထွက်ပါတယ်ရေခဲချောင်းရေခဲထုတ်နိုင်ဝက်ကိုအချောင်း80ထွက်ပါတယ်နောက်ပြီးကျွန်တော်ဒီဆက်ကလေးက3 frame 3 frame လေးနဲ့ဆင်ပေးထားပါတယ်ခင်ဗျဆက်ကလေးကတော့3 frame လေးနဲ့ကျွန်တော်ဆင်ပေးထားတယ်ကျွန်တော်ဒီဆက်ကလေးကကျွန်တော်ကွန်ထရိုးပန်နယ်လေးနဲ့ဆင်ပေးထားတယ်။ကျွန်တော်ကွန်ထရိုးပန်နယ်လေးထဲမှာကျွန်တော်ဘေကာတွေပါမယ်၊စီကတ်တွေပါမယ်၊ကွန်ဒတာတွေပါမယ်ခင်ဗျာ။နောက်ဘူးကြည့်လို့ရမယ်၊ MPI ကြည့်လို့ရမယ်၊အေးဂျင်ကြည့်လို့ရမယ်။ကျွန်တော်ဆက်လက်တာဒီစားမွေအဖွင့်ပိတ်ကျွန်တော်ဖွင့်လို့ရမယ်။ကွန်ဆာဖွင့်ပိတ်ပါမယ်။ဒါလေးကတော့ကျွန်တော်ဒါအော်တိုမန်နျူမောင်းတဲ့ခလုတ်ပါနော်။ဒါလေးကအော်တိုမန်နျူမောင်းတဲ့ခလုတ်ပါ။ကျွန်တော်ဆက်အော်ရာမှာထားလေလူများတယ်မနော်ဒါ120လီတာစားကန်ရေခဲဆက်ကလေးပါဒီဘက်နှလုံးကကျွန်တော်တနာရီကိုအချောင်း160ထွက်ပါတယ်မြင်းကောင်ကြီးအား2ကောင်အားနဲ့ကျွန်တော်ဆင်ပေးထားပါတယ်ခင်ဗျာနော်မြင်းကောင်ကြီးအား2ကောင်အားနဲ့ဆင်ပေးထားတယ်ဒါရဆက်ပို့ရန်ပို့ဖို့တက်ဆက်တွေပါနော်မြင်းကောင်ကြီးအား2ကောင်အားနဲ့ဆင်ပေးထားတယ်220လီတာစားကန်ရေခဲဆက်ကလေးပါနော်ဒါရေခဲချောင်းရေခဲတုပ်တနာရီကိုအချောင်း160ထွက်ပါတယ်ဒီကကြောင်ရေတော့တနိုင်1160ထွက်တယ်ဒီကမြင်းကောင်ကြီး2ကောင်အားနဲ့ဆင်းတယ်ဒီဘက်ဆက်ကမြင်းကောင်ကြီးက3ကောင်အားနဲ့ဆင်းထားတယ်နိုင်ဝက်ကိုအချောင်း160ထွက်ပါတယ်ဗျနိုင်ဝက်ကိုအချောင်း160ထွက်ပါတယ်ဒီဘက်ကမြင်းကောင်ကြီးအား3ကောင်အားနဲ့ဆင်းထားတဲ့ဆက်ကနိုင်ဝက်ကိုအချောင်း160ထွက်တယ်မိနစ်30ကိုအချောင်း160ထွက်တယ်ဗျCity frame လေးCity frame 3 body ပါနော်နောက်ရေခဲတုံးလဲရေခဲတုံးဆိုရင်လည်း18တုံးထုတ်လို့ရတယ်ဒီဘက်ကလည်းရေခဲတုံး18တုံးထုတ်လို့ရတယ်သွား8နာရီကြာမယ်ဒီဘက်ကတော့4နာရီနဲ့6နာရီကြာမယ်4နာရီနဲ့6နာရီကြာမယ်ခင်ဗျကျွန်တော်ဒီဆက်ကလေးတွေကတော့ကျွန်တော်ဒီ160ဆက်ချက်မှဆိုရင်လည်းကျွန်တော်ဒီမှာရေကာတွေပါမယ်စီကတ်တွေပါမယ်ကွန်တတာတွေပါမယ်မီယာကြည့်လို့ရမယ် MPI ကြည့်လို့ရမယ်ဒါတွင်ဒါကြီးစားမွေအဖွင့်ပိတ်တကောင်ကွန်မဆာဖွင့်ပိတ်ဒီကောင်ကတော့အော်တိုမန်နျူရဲ့2မျိုးမောင်းလို့ရမယ်ခင်ဗျအော်တိုမန်နျူရဲ့2မျိုးမောင်းလို့ရမယ်နော်နောက်တစ်ချက်ထူးခြားတာကကျွန်တော်ဒီစက်တီကexpansion device ပေါ့နော်ဒီလို expansion device ကိုအပြောက်ထည့်ပေးတာခင်ဗျာနော်ဒါပဲ expansion device ကျွန်တော်အပြောက်ထည့်ပေးထားတယ်စက်တွေအားလုံးတိုင်းမှာပေါ့နော် expansion device အပြောက်ကလေးထည့်ပေးထားတယ်စက်တွေအားလုံးတိုင်းဒါဆိုရင် expansion device အပြောက်တွေပါနော်တော့ဒီအဝါဆက်ကလေးရဆိုရင်120လီတာစားကန်ဒီကဆက်ကလေးနော်ဒီဘက်ကကျွန်တော်ဒီဘက်အဆုံးကကျွန်တော်ဒါတနာရီ160ထွက်ပါတယ်ဒီဘက်လျာကြီးက120လီတာနိုင်ရွက်ကို80ထွက်ပါတယ်ဒီဘက်က160 220လီတာတနာရီ160ထွက်ပါတယ်ဗျ